င်းကိုဘယ်သူမှမယုံတဲ့အချိန်မှာမင်းကိုယ်တိုင်ရောကိုယုံနိုင်သေးလားတခါတလေစူးစမ်းသလောက်ရလက်မရဘူးနေ့တိုင်းအားကုန်အောင်လုပ်နေပေမဲ့ဘဝကတနေရာထဲမှာရပ်နေတယ်လို့ခံစားရတယ်ဒါပေမဲ့မျိုးစေ့တစ်စီကမြေကြီးအောက်မှာအချင်းကြာကြီးနေရတယ်အဲ့ဒါဟာတည်သွားလို့မဟုတ်ဘူးကြီးထွားဖို့ပြင်ဆင်နေတာ လူအများစုကရလက်ကိုပဲမြင်ကြတယ်ဒါပေမဲ့မအောင်မြင်ခင်ညတွေတိတ်တိတ်လေးစူးစမ်းခဲ့ရတဲ့နေ့တွေကိုတော့မမြင်ကြဘူးတနေ့မှာမင်းရဲ့စိတ်ရှိမှုကမင်းရဲ့ကံကြမ္မာကိုပြောင်းလဲပေးလိုက်မယ်လူတွေတန်တရားဝင်ခဲ့တဲ့မင်းကိုတနေ့လူတွေလီးစားလာကြလိမ့်မယ်ဒီနေ့ကစပြီးကိုမနိုင်ရှင်နဲ့နေ့တိုင်းနည်းနည်းစီတိုးတက်အောင်လက်လွတ်ချင်တဲ့နေ့မှာတော့ရှိတလှန်ဆက်တော့မင်းရဲ့ဆက်လန်ကမပြီးသေးဘူးအခုကြုံနေရတဲ့အခက်အခဲတွေကမင်းရဲ့အဆုံးသတ်မဟုတ်ဒါဟာမင်းရဲ့အစပဲဖြစ်တယ်မင်းဆက်တိုက်ပွဲဝင်နေသည် comment မှာလေးထားခဲ့ပါဒီလို motivation video တွေကြည့်ချင်